အားလုံးပဲမင်္ဂလာပါခင်ဗျဘလုံးပဲခမန်း channel ကနေတော့ကြိုဆိုပါရစေဒီ channel ကတော့လေEuro G ကိုပဲအသားပေးပြီးပြောတာဆိုတော့အာရှကြီးကစားတဲ့ညီကိုရတော့မသိတော့ဘူးပေါ့နော်ပြီးရင်စိတ်တော့မရှိပါနဲ့ဗျာဒီဘလုံးခမန်းနဲ့ဟာမစခင်ချိန်မှာတခုတော့ကြိုးကြီးပြောပြရစေဒီ channel ကလောင်းကစားကိုအားပေးတဲ့ channel မဟုတ်ဘူးပြောချင်တာကတော့အိမ်စာချုပ်တွေကားစာချုပ်တွေရွှေငွေတွေရောင်းပြီးတော့ကစားတဲ့သူတွေဒီ channel ကိုမလာပါနဲ့เนาะအဆင်မပြေပါဘူးဒီ channel ကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့လို့ပေါ့เนาะထားပါတော့တာမန်ဝန်ထမ်းတယောက်သို့မဟုတ်ကိုယ်ပိုင်လုပ်နေတဲ့လူတယောက်ပေါ့เนาะအဲ့လိုမျိုးတစ်လကို10သိန်း15သိန်းဝင်တဲ့လူငယ်တယောက်ကနေပြီးတော့ဘောလုံးပဲစောရင်နဲ့အပျော်ပေါ့ဗျာတစ်လကို10သိန်းလောက်ဘောလုံးပဲရဝင်မယ်20လောက်ဝင်မယ်5သိန်းလောက်ဝင်မယ်အဲ့လိုပုံစံမျိုးပေါ့နော် side income တစ်ခုအနေနဲ့ပျော်စေခြင်းနဲ့ပုံစံမျိုးတစ်ခုအနေနဲ့ပဲအဲ့ဒီရွေးချက်နဲ့ပဲဖွဲ့စည်းထားတဲ့ channel တစ်ခုဖြစ်ပါတယ်အားကြောင့်မလို့ဘောလုံးပဲကိုgambler ဆန်ပေါ့နော်လောင်းသားသမားဆန်ကစားတဲ့သူတွေကျေးဇူးပြုတော့မကြည့်ပါနဲ့နော်စိတ်မရှိပါနဲ့ sorry ပါကဲစလိုက်ကြအောင်ကျွန်တော်တို့ဒီ Euro G ကိုခံမှန်းကြအောင်เนาะ Wise bet မှာရှိတဲ့ Euro G လို့ပြောတာမဟုတ်ဘူးเนาะEuro G ပေါ့เนาะ Euro G ဆိုတာလူတွေအားလုံးအတွက်တင့်တော်အောင်လုပ်ပေးထားတဲ့ G အင်မတန်ကောင်းတဲ့ G ကျွန်တော်တစ်ချက်ကြည့်ကြမယ်ဗျာဒီနေ့16ရက်4လည7:15ပေါ့เนาะကံမို့နောက်48မိနစ်လောက်ပဲရှိတော့တယ်အဲ့ဒီအချိန်မှာ AZ Ekama ပေါ့เนาะUEFA Conference League မှာ AZ Ekama နဲ့ Shakhtar Donetsk တို့ရဲ့ပွဲစဉ်တစ်ချက်လောက်ခံမှန်းကြည့်ပြရစီပေါ့နော်အဲ့တော့ပထမအကြော့တော့ဗျာဂျားကွင်းမှာ Shakhtar Donetsk ကပိုလန်ဂျားကွင်းမှာသူ့ရဲ့ယူကရိန်းကွင်းမှာတော့ကန်တာမဟုတ်3-0နဲ့ကြိတ်သွားတာမထင်မှတ်ထားတဲ့ရလဒ်တစ်ခုပေါ့နော်အဲ့တော့ဒီပွဲမှာ AZ Ekama ဆိုတဲ့အသင်းရောအိမ်ကွင်းမှာကန်ခွင့်ရတဲ့ Shakhtar Donetsk ကိုပြန်ပြီးတော့လက်စားချေနိုင်မလားဆိုတဲ့အကြောင်းအရာလေးကိုစဉ်းစားကြည့်ကြအောင်ညီကတို့ဘယ်လိုထင်လဲပေါ့နော်ကျွန်တော်အထင်ပြောရမယ်ဆိုလို့ရှိရင်တော့ပွဲလင်ပြောရမယ်ဆိုလို့ရှိရင်ချက်ကာဒိုနက်ကအခုချိန်မှာယူကရိန်းလီမှာနံပါတ်2မှာရှိတယ်အေဇက်ကမှာတော့နိုင်လိုက်ရှုံးလိုက်နေပေါ့နော်တခါကြလို့ရှိရင်အရန်ကောင်းတယ်အတင်းအဲ့တော့ဗျာ W1 ကြည့်မယ်ဗျာ2.59ပေါ့နော်တရားမှာ159ချက်အမြတ်ပေးထားတဲ့တေးက3.49တရားမှာ249ချက်အမြတ်ပေးထားတယ်W2 ကတော့တရားမှာဟိုပေါ့188ချက်ပေါ့နော်2.7တပည့် chance ကတော့ပို့ပြီးတော့အဆင်ပြေနိုင်တယ်ထင်တယ်ပေါ့နော်တူလိုရင်းပြောရမယ်ဆိုလို့ရှိရင် AZ Ekama ရဲ့ပရိသတ်ပေါ့နော်1.476ကတော့ပို့အဆင်ပြေမယ်ထင်တယ်ပေါ့နော်ကျွန်တော်လည်းဒီ double chance 1.474ကိုတော့သဘောကျမိရပေါ့နော်တရေပေါ့ဗျာတရေသို့မဟုတ်အနိုင် AZ Ekama ဆိုပြီးတော့အဲ့ဒါမှရကတိုးနဲ့ကအရန်ကောင်းပြီးတော့ပေါ့နော် AZ Ekama အိမ်ကွင်းမှာတော့မှဖိပြီးတော့ကစားသွားနိုင်တယ်ဆိုလို့ရှိရင်တော့လည်းကန်တရားပေါ့ဗျာဟုတ်တယ်မလားအဲ့တော့BTTS Sporting to Score ပေါ့နော်အဲ့ကြိုက်တဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့ BTTS Yes 1.56ကတော့အရန်ကောင်းပါတယ်ပြောချင်တာကတော့ AZ Ekama ကလည်းသွင်းမယ်ရှကာတိုးနက်ကလည်းသွင်းမယ်ဆိုတော့ဒါကတော့ဖြစ်နိုင်ကြီးပေါ့နော်80%လောက်ရှိတယ်လို့ထင်ပါတယ်အဲ့တော့ဒီချိန်မှာကျွန်တော်အကြိုက်နှစ်ကွက်ကတော့ AZ Ekama double chance 1.476တရားမှာ49.60သို့မဟုတ် BTTS တရားမှာ56ချက်ဆိုတဲ့အရာလေးကိုတော့ကြိုက်ပါတယ်ကျွန်တော် total ဂိုးပေါင်းလေးကြည့်အောင်เนาะဒီတိုင်းလေးလေ့လာတဲ့အနေနဲ့ကြည့်မယ် over 1.5တလုံးထက်ကျော်သွင်းဆိုဥမာ1120ဆိုလို့ရှိရင်1.18တရားမှာ18ချက်ပဲပြီးစားထားတယ်ပေါ့နော်ကဲအဲ့ဒါဆိုလို့ရှိရင် over 2.5ပေါ့ဗျာ3လုံးသွင်းမယ်ပေါ့21တို့30အဲ့ထက်ပိုများတဲ့ဟာမျိုးဆိုလို့ရှိရင်1.77ပေါ့နော်မတင်မကြောက်ပေါ့ဗျာတော်တော်လေးတော့မှန်းခဲ့ပါတယ်တရားမှာ89ချက်ဆိုတော့ဒိုင်ကတော့အဲ့လိုတော့သဘောမကောင်းလို့ထင်တယ်ပေါ့နော် and 3.5အဲ့တစ်ခွက်ကတော့ပေါ့နော်21တို့30တို့အဲ့ထက်လဲကြော်လို့မရဘူးပြောချင်တာအဲ့လိုမျိုးဆိုရင်1.39ပေါ့နော်ကျွန်တော်ကတော့ကိုးပေါင်းဒီပွဲမှာအမှန်တိုင်းပဲပြောမှာဗျာမခံမှန်းတတ်ဘူးเนาะအဲ့တော့ Messi တို့သဘောအတိုင်းပဲဒီတိုင်းပဲဟိုကျွန်တော်တို့ဟ
တိုင်မင်ညတယ် discuss လုပ်ကြတယ်ဆိုတဲ့သဘောပါပဲအဲ့တော့ chorus score ကြည့်ကြမယ်တော်တော်များတယ်နော်အစကတော့ exact ကမှ 9.5 1000ထည့်လိုက်လို့ရှိရင်အမြတ်က8000ခွဲတယ်ဒိုင်ကအဲ့လိုတော့သဘောကောင်းပါမလားတရေစီစီ12ဆရှကာတိုးနဲ့အနိုင်ဆိုရင်လည်း1000ထည့်လိုက်ရင်8000ခွဲအမြတ်2စီဆိုရင်ပိုတော်ဆိုးသေးတယ်exact ကမှ73ဆ1000ဆိုရင်32000ပေါ့နော်ရှကာတိုးနဲ့ပေါ့နော်အဲ့လိုမျိုး1000ဆိုရင်32000အဲ့တော့ဒီချိန်မှာတော့ဘယ်လိုပြောမလဲရှင်းရှင်းပြောရမယ်ဆိုလို့ရှင် chorus score ပေါ့နော်ကျွန်တော်ကတော့ကြိုက်တာတော့ဘယ်လိုလဲဆိုလို့ရှင် chorus score မှာကျွန်တော်ပြောကြည့်မယ်ဗျာဒီလား1ပေါ့နော်တစ်ခွက်9ဆ1000ဆိုလို့ရှင်6000မြတ်တယ်အဲ့ဒီအကွက်လေးတော့မိုင်းမှန်ထင်တယ်တယောက်တစ်ခုစီတော့သွင်းကြမယ်ပေါ့နော်တောင်ပြီးသွားလို့ရှင်2-1တစ်ခွဲရှိမယ် exact ကမှနေပြီးတော့ရှက်ကာတိုးနဲ့ကိုပြီးသွားလို့ရှိရင် exact ကမှ1-0ပေါ့နော် 9.5 အဲ့လိုရှိမယ်ပေါ့နော်ဒါတွေကတော့ဘယ်လိုပြောမလဲမနိုင်အောင်ထိုးလို့ရတဲ့ပေါ့9ခွဲလောက်ချိန်ပြီးတော့နောက်ဆုံးရှုံးရင်တော့မှsorry ပါနောက်ဆုံး9ခွဲလောက်မှာတော့မှ1-1တဲ့သွားတယ်ဆိုလို့ရှိရင်1000လောက်မြတ်အောင်ကစားလို့ရတဲ့ဟာတွေရှိပါတယ်ထားလိုက်ပါတော့နော်โอเคကျေးဇူးတင်ပါတယ်အဲ့တော့တို့ညီကိုတွေနောက်တစ်ပွဲတစ်ချက်လောက်စကြည့်အောင်နော်နောက်ပွဲကတော့ပဲပွဲလေးကောင်းမလဲပေါ့နော်ခုနကတော့ကျွန်တော်ဒီတဲကိုမဝင်ခင်အချိန်မှာပေါ့နော်မပြောခင်အချိန်မှာကျွန်တော်ရုပ်တရက်ကြည့်ထားတဲ့ပွဲလေးတစ်ပွဲတော့တတိထားမိရလေးတော့ရှိတယ်ပေါ့နော်အဲ့ပွဲကတော့ဗပွဲလဲဆိုလို့ရှိရင် Aston Villa နဲ့ Bologna ပေါ့နော်မိတ်ဆွေတို့ညီကိုတို့ပေါ့နော်ဒီပွဲကည1နာရီခွဲကျွန်တော်တို့ဒီမနက်1နာရီခွဲပေါ့နော်19 April မှာကံမှာဖြစ်တဲ့ W1 Aston Villa ဆို 1.62 ပေးထားတယ် Bologna 6.04 မနိုင်ဘူးပေါ့နော်အဲ့လိုပဲမနိုင်ဘူးလို့ပြောပြီးတော့ပဲမနေ့ကလည်း Arsenal နဲ့ Porto နဲ့ပွဲတည်ကြသွားတယ်အဲ့တော့ Euro ကြီးမှာတော့ double chance ကိုယူလိုက်တဲ့သူတွေကတော့ပွားတာပေါ့ဗျာတတ်မလားအဲ့တော့ဒီပွဲမှာလည်းကျွန်တော်မနေ့ကခံမှန်းတယ်လို့ပဲပေါ့နော်အာကြီးကို 1.59 ဆိုတာဒိုင်နီကလှည့်စားထားတယ်အရင်လှည့်စားလုံးဝကြီးရယ်ပေါ့နော် Aston Villa လည်း 1.62 ထိဘာကြောင့်ဒီလောက်ပေးထားရလဲဆိုစဉ်းစားလို့တော့မရအောင်တကယ်တော့သူ့အိမ်ကွင်းမှာသူတကယ်သာအနိုင်ကံမယ်ပေါ့နော်တကယ်ပြတ်သားနိုင်မယ်ဆိုပြီးတော့ဒိုင်နီကအဲ့လိုယုံကြည်နေရဆိုလို့ရှိရင်တော့1.5 ရဲ့အောက်ကိုပဲပေးမယ်လို့ထင်ပါတယ်ကျွန်တော်စိတ်ထင်ပါတော့1.4 လို့ 1.35 လို့ပေါ့နော်လက်ရှိအနေထားကြတော့သူကဘောလိုနာကလည်းသူ့ကိုဘယ်လိုပြောမလဲခံဆော့မယ်ပေါ့ဗျာပြောရမယ်ဘာလို့လဲဆိုတော့ Aston Villa ကလည်းသူကမနိုင်လဲရတယ်တေးကန်လောက်ကိုဖြစ်တယ်ဆိုတော့ဘောလိုနာလောက်တော့အချင်းပါကွာတေးလောက်ပဲကန်မယ်ငါတို့ပရီးမီးယားလိမှာလည်းဆက်ပြီးတော့ရုန်းကန်နေရရှိသေးတယ်ဆိုတော့အဲ့လိုပုံစံမျိုးချိုးနေတယ်လို့တော့ထင်ရတယ်ပေါ့နော်ဒီပွဲကိုတော့ညီကိုတို့စိတ်မရှိပါနဲ့ကျွန်တော်ရဲ့ personal feeling ရပြောလို့ရှိရင်ဒီပွဲကတော့ Bologna ရဲ့ double chance ပေါ့နော် 2x 2.443 တရားမှာ144ချက်အမြတ်အဲ့အကွက်လေးကိုကြိုက်တယ်နောက်တစ်ကွက်ကတော့တစ်ချက်ကြည့်ကြမယ်နော်ကျွန်တော်ကတော့မကြည့်ပြနဲ့ပြောရမှာဆိုလို့ရှိရင် BTS ပေါ့နော်1-1လောက်များဖြစ်သွားမလားပေါ့နော်အဲ့လိုပုံစံမျိုးတော့ထင်တယ်ပေါ့ဗျာအဲ့ဒါလို့ရှိရင်ကျွန်တော်တို့ဆက်လက်ပြီးတော့ chorus score လေးတစ်ချက်ကြည့်ကြအောင်သူတို့ဘယ်လိုတွေပြောထားလဲပါတော့1-0ကိုတဲ့9ဆပါတဲ့အရန်သဘောကောင်းနေပါတယ်နော်ဟိုဘက်ကဘောလိုနာ1-0ဆို73တောင်ပေးမယ်တဲ့ဘော်ရာတို့ရင်းရလား1000ထည့်လိုက်အမြတ်32000ရမယ်အဲ့လောက်ချရဲလားကျွန်တော်တို့ဘောလိုနာမနိုင်လောက်ဘူးလို့ထင်တယ်ပေါ့နော်ဘယ်ကွက်ထင်လဲဆို personal feeling ရဆိုလို့ရှိရင်တော့1-1သို့မဟုတ်2-2ပေါ့နော်အဲ့လိုတော့ထင်တယ်ပေါ့နော်ဒါပေမဲ့ chorus score အရင်ခက်ခဲပါတယ်ကျေးဇူးပြုပြီးတော့မလုပ်ကြပါနဲ့ပေါ့နော်ဒီဗီဒီယိုမစခင်ချိန်လေးကလည်းအနည်းငယ်တောင်းပန်ထားတယ်မကြည့်တဲ့လူတွေကိုလည်းနှင်ထုတ်ထားတယ်ပေါ့နော်ကျွန်တော်တို့ကဖြည်းဖြည်းနဲ့မှန်ပေါ့ဗျာဘောလုံးပွဲအနေနဲ့သွားမဲ့သူတွေဆိုတဲ့အခါကျတော့ဥမာမိတ်ဆွေရဲ့လာစားတစ်လောက်15သိန်းရတယ်ထား
တပတ်မှာဘောလုံးဝဲရနေပြီးတော့2သိန်းလောက်နဲ့10သိန်းလောက်တစ်လောက်ဆိုင်ရင်ကမ်တစ်ခုအနေနဲ့တောင်းမယ်ဆိုတဲ့အခါအမှားခံလို့မရဘူးတဲ့မလားအဲ့လောက်ပါပဲဗျာကျေးဇူးတင်ပါတယ်နောက်တစ်ပွဲလောက်ကြည့်အောင်နော်ကျွန်တော်ထပ်ပြီးတော့စူးစမ်းပြီးတော့ကျွန်တော်ရဲ့ရင်ထဲက feeling လေးကိုပဲပြောတဲ့ပွဲလို့ပဲသတ်မှတ်ပေးပါဒီပွဲကတော့ခံမှန်းတာမဟုတ်ဘူးပေါ့နော်ရင်ထဲမှာရှိတဲ့ feeling တစ်ခုကိုပဲပြောတယ်လို့ပြောပြရစီဘော်ရာတို့ပြောပြမယ်နော်ပေါ်တူဂီလိမှာဒီ FC ပေါ်တိုကလေကျွန်တော်တစ်ချက်ပြမယ်နော်အနည်းဆုံးဒီကောင်နံပါတ်2သို့မဟုတ်3လောက်နေရာမှာရှိတယ်နော်ခဏလေးနော်ကျွန်တော်နည်းနည်း line ကြောင့်နည်းနည်းလေးကြာနေလို့ရှိရင်ဘယ်လိုမှမအောင်မိပါနဲ့အဲ့တော့ကျွန်တော်တို့ပေါ်တူဂီလိထဲကဟာဘယ်လိုမြန်သွားလို့ရမလဲဆိုတော့ကျွန်တော်တစ်ချက်လောက်သွားကြည့်မယ်နော်ဒီပေးထားတဲ့ကြေးတစ်ခုပေါ့နော်ဘယ်လိုမှကိုသဘောမကျဘူးသဘောမကျတဲ့အခါဒီပေါ်တိုအသင်းရဲ့ဒီသူ့ရဲ့လိမှာရှိတဲ့ဇယားမှာကျွန်တော်တစ်ချက်ပြမယ်နော်ထားပါဒီမှာ supporting ရှိရဆိုလို့ရှိရင်ပေါ်တိုပဲပြမယ်နော်ပေါ်တိုရဲ့ level ကဘယ်နေရာမှာရှိလဲဆိုလို့ရှိရင်နံပါတ်1မှာရှိတယ် FC ပေါ်တိုဆိုတဲ့ပေါ်တိုဆိုတဲ့အသင်းကဒီလက်ရှိအချိန်မှာ Nottingham Forest ကိုအိမ်ကွင်းမှာတော့တရေပဲကန်နိုင်နေတာပြောရမယ်ဆိုလို့ရှိရင်ချီချော်လက်ချော်ဖြစ်နေတယ်ဆိုတဲ့သဘောလောက်ပဲလို့ထင်ရတယ်ပေါ့နော်အဲ့တော့ Nottingham Forest က Porto ကို Nottingham Forest ကအိမ်ကွင်းမှာမနိုင်တော့ဘူးလို့ပဲကျွန်တော်ထင်တယ်ပေါ့နော် Porto ရဲ့ဒီဘယ်လိုပြောမလဲကစားကွက်တွေအရဘာညာတာကအရလက်ရှိခြေစွမ်းအရအင်မတန်ကောင်းတယ်ပေါ့နော် Porto ကစားတာလည်းမြင်မှုတယ်ဆိုတဲ့အခါကျတော့ Forest ကတော့ဒီပွဲမှာမလွယ်လောက်ဘူးလို့ထင်တယ်ပေါ့နော်ပြောရမယ်ဆိုရင်တော့ဗျာဒီ Porto ရဲ့ double chance ပေါ့နော် 2x 1.582 မိနစ်90အတွင်းမှာအဲ့ဒီဟာလေးကိုကြိုက်တယ်Forest ကတော့ဘယ်လိုမှတော့မအောင်မိပါနဲ့ Forest ပရိသတ်တွေတော့တောင်းပန်ပါတယ် Forest မနိုင်တော့ဘူးလို့ထင်တယ်ပေါ့နော်ဒါကဘောလုံးပဲရင်းနေစကားပြောရဖြစ်တဲ့အတွက်ကြောင့်မလို့မိုင်းလည်းမှားမယ်ဒါပေမဲ့ Forest ဒီနေ့မနိုင်တော့ဘူးလို့တော့ထင်မိပါတယ်အဲ့လိုမျိုးဆိုတော့ Boating News ကို BDTS ကတော့ဒီနေ့အကောင်းဆုံးပဲလို့ထင်တယ်ပေါ့နော်2-2လို့တမ်းမလား2-1တော့အဲ့လို3-2လို့အဲ့လိုမျိုးသွင်းကြမယ်လို့ထင်တယ်ပေါ့နော်မိကုံရန်ကုန်တကယ်အသေးကြီးကံမယ်ဆိုလို့ရှိရင် Nottingham Forest မလွယ်တော့ဘူးပေါ့နော်အဲ့တော့တတိရှိတယ်စွန်သားရဲတဲ့ပုံကိုယ်တွေကတော့ညီကိုတွေကတော့ W2U ပေါ့နော်မစွန်သားရဲဘူးဆိုလို့ရှိရင် 2x ရယ် 1.582 မစွန်သားရဲဘူးအဲ့ဒါမှမစွန်သားရဲဘူးဆိုရင် Nottingham Forest 1.39 ရှိတယ်အရန်စွန်သားရဲတဲ့ညီကိုတွေကတော့ x ပေါ့နော် 3.2 အဲ့တစ်ခွက်တော့ရှိရပေါ့နော်ကျေးဇူးအများကြီးတင်ပါတယ်နော်အားလုံးပဲတို့ညီကိုတွေဘောလုံးပဲခံမှန်းကြတာဖြစ်တဲ့အတွက်ကြောင့်မလို့အမှားယွင်းပါသွားရင်လည်းခွင့်လို့ပါနော်ကျွန်တော်ပြောပြီးနော်မစခင်နဲ့ကျွန်တော်ပြောခဲ့တာလေးကိုသတိပြုပေးပါဘောလုံးပဲဆိုဘာမှမဆိုဖြစ်နိုင်နေအဲဒါကြောင့်မလို့အလွန်ကြုံကစားတာတော့လုံးဝမလုပ်ကြပါနဲ့နော် good night ပါကျေးဇူးပါ